အရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်း၃ကိုဦးဇင်းတို့တွေဟောပါမယ်အပိုင်း၁မှာအပိုင်း၁နဲ့2မှာပေါ့အရှင်သာရိပုတ္တရာနဲ့အရှင်မောဂ္ဂလန်တို့ပါရမီဖြည့်စဉ်ကနေစပြီးတော့ဟောလာတယ်အပိုင်း၁မှာတော့ပွဲကြည့်ရင်းနဲ့တဝေကတွေကြီးကျယ်ရပြီသေရရှိရင်မသေရလည်းရှိရမယ်ဆိုပြီးမသေရတရားရှာရင်နဲ့အရှင်အတ္တတိနဲ့တွေ့နောက်ဆုံးတော့ဖယားထံမောရောက်ပြီးယဟန်ပြုဘဝရဲ့အနှစ်သာရဟာဘာလဲအနှစ်သာရမရှိသူဟာဘာလဲဆိုပြီးဘုရားဟောတဲ့တရားတွေဦးဇင်းတို့တွေဒုတိယပိုင်းအနေနဲ့ဟောကြားလို့ပြီးခဲ့ပါပြီ။ကနေ့တတိယပိုင်းအနေနဲ့ဗာပြောပြခြင်းလဲမေးလိုက်တော့မြတ်စွာဘုရားဝေဒနာမြေဝါကတော့ရှင်သာရိပုတ္တရာမှာအကျဉ်းတစ်ခုဖြစ်တယ်။ဘာအကျဉ်းလဲလို့မေးလိုက်တော့ကတမေသနံဗုဒ္ဓနာဘဂဝန္ဒနာဗျမ္မစရိယနာစိရထိတိကံဟောတိဘယ်ဘုရားရှင်ရဲ့သာသနာတော်ဟာအရှိခန့်ပြီးတော့မတိတံဘူးလေကတမေသနံဗုဒ္ဓနာဘဂဝန္ဒနာဗျမ္မစရိယစိရထိတိကံဟောတိဘယ်ဘုရားရှင်ရဲ့သာသနာတော်ဟာအရှိခန့်ပြီးတော့တည်တံ့တယ်အရှင်သာရိပုတ္တရာမှာအဲ့ဒီအတွေးအကြံဖြစ်တယ်ဖြစ်တော့ညနေချမ်းကာလဘုရားထံမောက်ချင်းကပ်ပြီးတော့မှအဲ့ဒီအကြောင်းအရာကိုလျှောက်တယ်ကတမေသနံဗုဒ္ဓနာဘဂဝန္ဒနာဗျမ္မစရိယနာစိရထိတိကံဟောတိမြတ်စွာဘုရားဘယ်ဘုရားတွေရဲ့သာသနာတော်ဟာအရှိခန့်ပြီးတော့မတိတံပဲရှိပါသလဲဘုရားအဲ့ဒီကမှမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကရှင်သာရိပုတ္တရာဝိပဿိတိခိဝတ္တပုဤဘုရားသုံးစုရဲ့သာသနာတော်ဟာအရှိခန့်ပြီးတော့တည်တတ်မှုမရှိဘူးကောတုကောဟောတုကောပြည့်စယောမြတ်စွာဘုရားတဲ့ကောတုကောဟောတုကောပြည့်စယောအဲ့ဒါဟာဘလို့အကြောင်းတွေကြောင့်ဒီဘုရားသုံးစုရဲ့သာသနာတော်ဟာအရှိခန့်ပြီးတော့မတည်တတ်တာပါလေအဲ့မှာမြတ်စွာဘုရားကပြောတယ်ဝိဓာရေနသဝကနံဓမ္မံနဒေသေတုံကိလသုနောအဟိတုံသဝကနဝိဓာရေနဓမ္မံဒေသေတုံသဝကရေရဲ့အပေါ်မှာသုဒ္ဓကေယဂါထာဇာတကစသည်ဖြင့်နဝင်ကတတ္တုသာသနာပေါ့အဲ့ဒီကိုယ်ကိုဘုရားရှင်များဟာအကျယ်တဝက်မဟောကြားဘူးအဲ့ဒါကြောင့်ဘုရားရှင်တွေရဲ့ပြိဋိဘံစံပြီးတဲ့နောက်တပိသဝကကြီးတွေအရဟန္တပုဂ္ဂိုလ်ကြီးတွေဘုရားသာသနာမိပြီးတော့ဘုရားရှိစဉ်မှာကျင့်ကြတဲ့သဝကကြီးတွေလည်းပြိဋိဘံစံပြီးရောသာသနာဟာကွယ်သွားတယ်ဒီလိုပြောနောက်တစ်ချက်ကဘာလဲမေးလိုက်တော့အပညတ္တသဝကနာသိက္ခာပဒသဝကတွေအတွက်သိက္ခာဘုဒ္ဓပညာတာလည်းမရှိဘူးသဝကတွေအတွက်သိက္ခာဘုပညာတာမရှိလို့လည်းပဲသာသနာမြန်မြန်ကွယ်သွားတာနောက်တစ်ချက်ထပ်မေးတယ်ဒါဆိုရင်ကောနုကောဗန္တေဟေတုနောက်တစ်ချက်ကဘာလဲလို့မေးလိုက်တော့ကတမေသနံဗုဒ္ဓနာသဝကနံကတမေသနံဗုဒ္ဓနာဘဂဝန္ဒနံဗျမ္မစရိယံထိတစိရထိတိကံဟောတိဘယ်ဘုရားရှင်ရဲ့သာသနာတော်ကရောမြတ်စွာဘုရားအရှိခန့်ပြီးတော့တည်တတ်ပါသလဲဘုရားလို့ဒီလိုမေးတော့မြတ်စွာဘုရားကပြောတယ်ကကုတံကောဏကောကတ္တပဤဘုရားသုံးသူရဲ့သာသနာတော်ကတော့အရှိခန့်ပြီးတော့တည်တတ်တယ်ဘာဖြစ်လို့လဲလို့မေးလိုက်တဲ့အခါအာကိလာတုနောအဟိတုံသဝကနာဝိဓာရေနဓမ္မံဒေသေတုံအာကိလာတုနောအဟိတုံသဝကနာဝိဓာရေနဓမ္မံဒေသေတုံတပိသဝကရေရဲ့ပေါ်မှာအကျယ်တရားဟောဖို့အတွက်ပင်ပန်းနေဆိုတာတော့မရှိဘူးနောက်တစ်ခါပြညတ်တသဝကနာသိက္ခာပဒံတပိသဝကတွေတော့ဝိနည်းသိက္ခာဘုဒ္ဓတွေလည်းပြညတ်တယ်ဝိနည်းသိက္ခာဘုဒ္ဓပြညတ်တယ်ဆိုတာပါတိမောက်နေနဲ့ပြောရင်တော့အာနာပါတိမောက်ပါတိမောက်က2မျိုးဩဝါဒပါတိမောက်
ဩဝါဒပါတိမောက်ဆိုတာကသဗ္ဗပါပသအကရဏကုသလတုပသံပရာသစိတ်တပရိယောဓပနဣတံဗုဒ္ဓနာသာသနာမကောင်းမှုမှန်သမျှမပြုကြနဲ့ကောင်းမှုမှန်သမျှပြုကြစိတ်ကိုပြုစင်အောင်ထားကြဒီလိုဆုံးမသွန်သင်တဲ့စကားဟာဩဝါဒပါတိမောက်လို့ဒီလိုခေါ်တယ်အာနာပါတိမောက်ဆိုတော့ဒါမလုံးနဲ့ဒါလုံးရင်ဘာအပသင့်စေဘာအပြစ်ဖြစ်စေဆိုပြီးတော့အဘတ်နဲ့တားအဘတ်တွေတက်ပြီးတော့တားမြစ်ထားတာဟာဘာလဲလို့မေးလိုက်တော့အဲ့ဒါအာနာပါတိမောက်စောစောကပြောခဲ့တဲ့ကကုတံကောဏကောကတ္တပဒီဘုရားသုံးသူရဲ့သာသနာတော်အရှိခတ်ပြီးတော့တည်တတ်တယ်ဆိုတာကအဲ့ဒီလိုပြည့်ညတ်တဲ့သာဝကနာသိက္ခာပရသာဝကတွေအတွက်သိက္ခာဘုဒ္ဓပြည့်ညတ်တဲ့အတွက်တာကြောင့်အရှင်သာရိပုတ္တရာကြီးတဲ့အရှိခတ်ပြီးတော့တည်တတ်တာလို့မြတ်စွာဘုရားပြောပြအဲ့လိုပြောပြလိုက်တဲ့အခါအရှင်သာရိပုတ္တရာကြီးဘာလျှောက်တယ်လဲမေးလိုက်တယ်ဧတသဘဂဝါကာလောဧတသသူကတောကာလောယံဘဂဝါသာဝကနာသိက္ခာပရံပြညပေယယံဘဂဝါသာဝကနံပါတိမောက္ခံဩဒိသေယမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသာတပိသာဝကတွေအတွက်သိက္ခာပုဒ်တွေပြညတ်မယ်ပါတိမောက္တွေပြမယ်ဆိုရင်ဣရံမြမစရိယံအတ္တနိယံစိရာထိပိကံအတ္တာဟောဒီသာသနာတော်ကြီးအရှိခတ်ပြီးတော့တည်တတ်ပါပါဗျာအဲ့ဒါကြောင့်မြတ်စွာဘုရားပါတိမောက်ပြတော်မူပါအာနာပါတိမောက်ထားပေးတော်မူပါသိက္ခာပုဒ်တွေပြညတ်ပေးတော်မူပါပေါ့ဒီလိုလျှောက်တယ်အဲ့တော့သူတော်ကောင်းတို့တွေဥစ္စနတို့တွေဟောနာကြီးညိုလာကြတာရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မဣဒေသနာဤအကြောင်းအရာတွေကြည်လိုက်ရှင်သာရိပုတ္တရာကြီးရဲ့သာသနာတော်မှာအရှိခတ်ပြီးတော့တည်လန့်လို့သောစိတ်ထားဘလောက်ထိအောင်သူ့ရင်ထဲမှာများပြားနေသလဲဆိုတာဒါသိစားတယ်သာသနာတော်ကိုချစ်တဲ့စိတ်ဘုရားကိုကြည်ညိုတဲ့စိတ်လောကအကျိုးကိုလိုလားတဲ့စိတ်အရှင်သာရိပုတ္တရာကြီးမှာအပြည့်အဝရှိတယ်လို့ဒီလိုနားလည်ရဣဒံမြမစရိယံအတ္တိယံစိတထိတိကံမြတ်စွာဘုရားသာပါတိမောက္ခဩဒိသေယပါတိမောက္ခတွေပြရဣဒံမြမစရိယအတ္တနိယံစိတထိတိကံဤသာသနာတော်ကြီးအရှိခတ်ပြီးတော့တည်တတ်မှာပါဗျာသာဝကနာသိက္ခာပရံပြညတ်ပေးရသာဝကတွေအတွက်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသိက္ခာပုဒ်တွေပြညတ်မယ်ဆိုရင်ဣဒံမြမစရိယအတ္တနိယံစိတထိတိကံဤသာသနာတော်ကြီးအရှိခတ်ပြီးတော့တည်တတ်မှာပါဗျာအဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသာသနာတော်ကြီးအတွက်သိက္ခာပုဒ်တွေပြညတ်ပေးသနာတော်မူပါလို့ဒီလိုလျှောက်တယ်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအာဂမေဟိသာရိပုတ္တအာဂမေဟိသာရိပုတ္တခြေသာသာရိပုတ္တရာစောင့်အောင်ွယ်တဲ့တထာဂတောဝတထကာလံဇာနိတတိဘုရားရှင်တို့ဟာအချိန်ကာလအဲ့ဒီအတွက်အချိန်ကာလဆိုတာကိုသိကြတယ်တဲ့အဲ့ဒါကြောင့်ခြေသာအာဂမေဟိအာဂမေဟိစောင့်ပါအောင်လို့မြတ်စွာဘုရားကဒီလိုပြောအဲ့ဒါကြောင့်တရားချစ်ခင်သူတော်စင်များအရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအရှင်သာရိပုတ္တရာရဲ့စိတ်တွေသဘောထားကိုဥဒ္ဒရတွေနာကြားရတဲ့အခါမှာဣဒေသနာဤအချက်ကိုကြည်ချင်းအပြင်ရှင်သာရိပုတ္တရာရဲ့သာသနာတော်မှာဆောင်ရွက်ချက်တနည်းအားဖြင့်ပြောရင်သာသနာတော်မှာထားတဲ့စိတ်ထားမြင့်မြတ်တဲ့စိတ်ထားကိုဥဒ္ဒရတွေနာကြားခွင့်ပဲဖြစ်ပါတယ်သိခွင့်ရခြင်းပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မြင့်မြတ်သောမထေရဘာရဲ့စိတ်ထားကိုကြားနာရပြီးတော့မှတရားရှိခင်သူတော်စင်တို့လည်းပဲမြင့်မြတ်တဲ့ဘဝမြင့်မြတ်တဲ့ဌာနတို့မှာပိုင်ဆိုင်ကြကုန်ပြီလေမိမိတို့ရည်မှန်းတဲ့ဘဝတည်ဟူသောထက်စခန်းတက်လှမ်းနိုင်ကြတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းပဲဒေသနာနိဂုံးကမ္ဘာဖုံးကြပါစို့ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုသုတ်တော်ဝါနာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်္တော်ကောင်းပေါင်းတို့မှာဒုံမေကလမ်းမနီမခရီးမကိုဝိဝုဇိတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမေကလမ်းမနီမခရီးမှန်ကိုဥဆုံးဖြောင်းဖြောင်းမမှန်ရန်တုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေဂုဏ်တည်း